第17课定安上19人与自然လူနှင့်တဘာဝတရား课文一ภาษา1小夏和安娜小夏နဲ့安娜က在聊စကားစမြည်ပြောနေကြတယ်天气ရာသီဥတုကြောင့်ကိုစကားစမြည်ပြောနေကြတယ်最近အခုတလော里天气ရာသီဥတုက越来越凉快了家里အိမ်များလေးဖြစ်လာပြီ风一刮လေတစ်ချက်တိုက်လိုက်ပြီဆိုတာနဲ့草地上မြက်ခင်းပြင်ပေါ်မှာ就会有一场မြက်ခင်းပြင်ပေါ်မှာထူးထူးထဲထဲလေး厚厚的黄叶တစ်ရွက်အဝါလေးအထူးထူးထူးထဲထဲလေးတလွှာရောက်သွားပြီပြောချင်တာတစ်ရွက်တွေအများကြီးကြွေကြလာတယ်看来ကြည့်ရတာ秋天ဆောင်းဦးရာသီဟာ已经到了ရောက်လာပြီ这几天ဒီ3-4ရက်အတောအတွင်းမှာ深မှာ特别热闹အလွန်တရာမှစီကားတယ်随着气温的降低ဘလောက်ပဲရာသီဥတုရဲ့နှိမ့်နေပါစေ那里အဲ့ဒီမှာလေ许多植物的叶子တစ်ပင်တော်တော်များများရဲ့တစ်ရွက်ကလေးတွေဟာ都အားလုံးဟာ有绿变黄或者变红အားလုံးကအဝါရောင်လေးတွေအနီရောင်လေးတွေပြောင်းလဲသွားကြတယ်吸引了很多游客参观吸引ဆွဲဆောင်တဲ့很多游客ခရီးသွားဧည့်သည်တွေအများကြီးကိုဆွဲဆောင်ထားတယ်咱们ကျွန်တော်တို့တွေ今天也去看看吧ဒီနေ့သွားကြည့်ကြရအောင်ပါ你看မင်းကြည့်စမ်း天上的云ကောင်းကင်ကြီးပေါ်ကတိမ်တွေက今天肯定有雨ဒီနေ့သေချာပေါမိုးရွာမယ်再说ထပ်ပြောရမယ်ဆိုရင်山上ဒီ先生အပေါ်မှာ看红叶的人太多了အနီရောင်တစ်ရွက်ကလေးတွေကိုလာကြည့်တဲ့လူသိပ်များတာပေါ့咱们改天去长城吧ငါတို့နောက်နေ့မှာ Great Wall ကိုသွားကြည့်ကြရအောင်广播里说မိုးလေဝသကပြောတယ်那里အဲ့ဒီမှာ也有不少专门看红叶的好地方အဲ့ဒီနေရာကအနီရောင်တစ်ရွက်ကလေးတွေကိုကြည့်လို့ကောင်းတဲ့နေရာတစ်ခုလည်းဖြစ်တယ်真可惜တကယ်ပဲနှမျောစရာကောင်းတယ်我还想多照点儿深深的照片呢ငါ深深ရဲ့ဓာတ်ပုံလေးတချို့ကိုထပ်ပြီးတော့ရိုက်ချင်သေးတယ်去长城倒是一个好主意Great Wall ကိုသွားပြီးတော့သတိထားကြည့်ရမယ်那我们明天去吧ဒါဆိုရင်ငါတို့မနက်ဖြန်သွားကြည့်ကြရအောင်明天မနက်ဖြန်恐怕也不行မနက်ဖြန်လည်းမရမှာစိုးရိမ်မိတယ်明天是我爸的生日မနက်ဖြန်ငါဖေဖေရဲ့မွေးနေ့ဖြစ်တယ်没关系ကိစ္စမရှိဘူး那我们再约时间ဒါဆိုရင်ငါတို့ထပ်ပြီးတော့အချိန်ချင်းကြတာပေါ့စကလုံးတစ်ကလေးနေနဲ့凉快အေးမြတယ်热闹စီကားတယ်云ဆိုတာတိမ်广播ဆိုတာမိုးလေဝသကြောက်ဆိုတာဓာတ်ပုံရိုက်တယ်တောက်ဆိုတာကြတော့အမှန်တကယ်ဆိုလို့ရှိရင်这个安娜先生长城ဆိုတာကတော့နာမည်လေးတွေပေါ့နော်课文2သင်ခန်းစာ2小林和小李小李နဲ့小李နဲ့က在聊ဆွေးနွေးနေကြတယ်小李的狗小李ရဲ့ခွေးကလေးအကြောင်းကိုဆွေးနွေးနေကြတယ်你的这只大黑狗毛真漂亮မင်းဒီခွေးအမဲကြီးရဲ့အမွှေးလေးတွေကတကယ်ကိုလှတယ်နော်而且အဲ့ဒါအပြင်လေ这么聪明ဒီလောက်တောင်ဉာဏ်ကောင်းတယ်
每次进来里见了对呀啦，都想抱一抱他，都过去聚进呢。狗是很聪明的动物，灰鼠啦，养过年糕呢，这里三撇的，只要稍微花点儿时间教教它，奶奶里，奶奶里边东比罗的如果等比如亚人，他就能学会很多东西，都讲阿喵子等有奶呢。听你这么一说，没地了没有表达家呀啦，我现在也想养一只狗了。我亏里的狗呢，没见到人。每次进来里，你让它干什么，面都不发露嘞，它就像能听懂你的话一样去做。杜讲里，明表的自家股哪里的不在带，才见到了的。你教他是不是用了什么特别的方法？你教他面对古典贝拉里是不是用了东南们啦什么特别的方法？把出家的你呢？你东比我面对古典贝拉喽。要让他完成一些任务，要让他度过老师的完成比较老师的一些任务，达文的出过比较老师的，只造一次就不够的，这呢等于用的咯，没弄老婆喏，应该耐心的一遍一遍的教给他，应该老的呢。耐心的这些照片，一遍一遍的交给他，度过的真美的真，增加倍的呢，使他熟悉。如果不必印尼转文字不高呢，然后脑白马里他就会严格按照你的要求做了，然后အဲ့လိုမျိုးတင်ပြီးတဲ့နောက်ပိုင်းမှာသူကလေ就会严格按照你的要求做了，就会ဖြစ်သွားလိမ့်မယ်နော်严格အစစ်မီစွာနဲ့按照你的要求မင်းရဲ့တောင်းဆိုချက်အတိုင်း做了လုပ်သွားလိမ့်မယ်看来吉亚里没有想的那么容易，没有想的听得到那么容易。哎，老母来古老夫，狗是会咖喱，我们的好朋友阿如也等眼睛昂撇的，他能听懂人的话，杜嘎鲁里耶斯卡古哪里的，明白人的心情，鲁里耶斯肯萨加古。哪里的？在你心里难受的时候，你也是天嘛。完了你的亲妈所以他会一直陪着你，对吧？明目的情路啊，跑表俾你咩？这个龙的里你呢？毛数啦，啊妹，豹数啦，会起的，更数啦，老的，养个数啦，啊是米比米的。这个难受ဆိုတာခံစားခတ်တယ်။တနည်းအားဖြင့်ဝမ်းနည်းတယ်။မပြောဘူး။ခဝန်ဆန်းဖတ်စာသုံးလေ马可和小夏马可နဲ့小夏က在聊动物တိရစ္ဆာန်လေးတွေအကြောင်းဆွေးနွေးကြတယ်။စကားစမြည်ပြောကြတယ်။上个月ပြီးခဲ့တဲ့လလေ我去了趟北京动物园ငါက北京ရဲ့တိရစ္ဆာန်ရုံကိုသွားကြည့်တယ်။那里အဲ့ဒီမှာလေရွယ်အကြမ်းအဖြစ်有ရှိတယ်500种动物တိရစ္ဆာန်အမျိုးအစားပေါင်း900ကျော်လောက်ရှိတယ်900ရှိတယ်听导游说ငါတို့ရဲ့ guide ကပြောတာကတော့北京动物园北京ရဲ့တိရစ္ဆာန်ရုံဟာ是亚洲အရှေ့တောင်အာရှမှာ最大的动物园အကြီးမားဆုံးတိရစ္ဆာန်ရုံတွေက之一တစ်ခုပါဝင်ဖြစ်တယ်။去年ပြီးခဲ့တဲ့နှစ်ကလေ放暑假的时候နွေရာသီကျောင်းပိတ်ရက်မှာ我也去过一次，ကျွန်တော်လည်းတစ်ကြိမ်သွားဘူးတယ်။我在那儿ကျွန်တော်ကအဲ့ဒီမှာလေ看了马မြင်နေကြည့်တယ်熊猫ပန္ဒဝဝနေကြည့်တယ်老虎ကြားကြည့်တယ်
等动物沙西的片这里山里的估计给的。我特别喜欢熊猫，真的咖喱，反正我问过，哎呀，在大呗。可惜那没有不高呢，他们当时哎，情况啊，大多在睡觉，这种喵喵看哎你家人。我去的那天，真的到了艾琳尼家里，正赶上6·1儿童节，真的到了艾琳尼家，格林亚里便宜的，许多父母。米爸这种喵喵嘎带着孩子去动物园，格里里里个科比罗，这里三有个大家的入口问爸妈出排队的人是啦，但是的路里个很多များကြီးပဲ动物园里这里三有的嘛里热闹极了，西嘎来达嘛龙游呗，熊猫们。班达旺旺里里咖喱也变得特别活泼，嘟噜里嘎嘟嘟啦啦蹦上里里呢。我还给他们照了不少照片呢，啊嘟噜咕，这蹦里များကြီးရိုက်ခဲ့တယ်。大熊猫班达旺旺里里咖喱身子胖胖的，看那狗里里嘎哇哇嘟嘟里呢。样子可爱极了，风扇里的嘎吃下刚来的马龙有呗。不过大北美里他们数量不多，嘟噜里也这嘎对门面不。现在阿库里全世界这个巴龙马一共48，才有1000多只吧。一对这场就作为许多人，以前也能啊。只有中国有大熊猫，这又比马尾本达我们说拉西啦。为了表示友好，每篇随笔引你吃节目从1957年开始，长谷养啊在困个傻逼咯。中国把大熊猫，只有这个大熊猫本达我往里的歌作为礼物来送你呢，送给其他一些国家南岸的出国来送你呢，不必来的。现在库里很多国家的人们。南岸这种喵喵个路里个，在本国古代比马呗，都能看到大熊猫了。本达我往里的古记录年路亚比，这个龙的里呢，烫刷这一段股票啦。放暑假，女亚的将被演老虎家入口文报排队，是啦，但是呢。活泼多了的亚洲西到阿夏6·1儿童节是那个格里米亚尼，那年的个格里米亚尼，可文是他啥里？不仅社会上的人与人之间有竞争，个巴吉波嘎路里雕呢雕是对木森林里的各种植物之间。这周里马序的各种မျိုး的植物的变版本里哈之间的变版本里的库内的库家的嘛也有竞争，是对木里是家的。这一点儿底下咖喱也不奇怪，出在哪儿么好吧不？植物的变版本里个会为了阳光，你要去转。空气和水，例如呢，热呢，竞争，阿龙啊，不得生人的，阿龙啊，比比送到这的。一些高大的植物的北面里哈，往往能获得更多的阳光。比如你看，你要几个不必要咩咩加许加的，空气和水，例如呢，热过呢，面积加许加的。剩下的一些的差嘎比较低矮的植物的差嘎咯，的平板们布里里的地里里嘎就只能站在这些高大植物的
下面这边版本布布里里嘎家肉只能站在土里嘎现在南家人这些高的植物的上面，低的边面积，面积里奥马现在的家人。由于气候条件不同，例如例如下的ပုံစံကလည်းမတူဘူး。世界ကမ္ဘာကြီးမှာ各地植物叶子的样子，ကမ္ဘာကြီးပေါ်မှာသစ်ပင်တွေတစ်ခုနဲ့တစ်ခုရဲ့သစ်ရွက်ကလေးတွေရဲ့ပုံစံကလည်း也很不相同，မတူကြဘူး။在暖和နှွေးထွေးမှုရဲ့အောက်မှာ水分ရေထုတွေ比较多的地方နှွေးထွေးမှုတွေရေတွေအများကြီးရတဲ့နေရာမှာဆိုရင်叶子သစ်ရွက်ကလေးတွေက往往长得又大又厚，သူတို့တွေရဲ့အရွက်ကလေးတွေကကြီးလဲကြီးတယ်ထူလဲထူတယ်။在阳光特别厉害，နေရောင်ခြည်တော်တော်ကြီးကိုပြင်းတဲ့နေရာတွေ水分少的地方ရေထုအရမ်းနည်းတဲ့နေရာတွေ叶子就会剪得又细又长，သစ်ရွက်ကလေးတွေကြတော့သူကပိုပြီးတော့လည်းပါတယ်ပိုပြီးတော့လည်းရှည်တယ်။စကားလုံးဝေါဟာရအသက်ကလေးတွေအနေနဲ့社会ဆိုတာလူပေါင်းလောက竞争ဆိုတာဖြည်းဖြည်းဆုံးသွားတယ်။生灵ဆိုတာသစ်တော上ဆိုတာကြံတယ်暖和ဆိုတာနှွေးထွေးမှုခဝန်းမှုภาษา地球上ကမ္ဘာကြီးပေါ်မှာလေ大约အကြမ်းအားဖြင့်71%的地方71%ရာခိုင်နှုန်းသောနေရာတွေဟာ是ဖြစ်ကြတယ်蓝色的အပြာရောင်海洋ပင်လယ်ကြီးဖြစ်တယ်在美丽的海底世界里လှပတဲ့ရေအောက်ကမ္ဘာကြီးထဲမှာ生活着ရှင်သန်နေကြတယ်各种各样的植物အမျိုးမျိုးသောသစ်ပင်ပန်းမန်တွေနှင့်动物တိရစ္ဆာန်တွေရှင်သန်နေကြတယ်我们小时候ငါတို့ငယ်ငယ်တုန်းကလေ都听过နားထောင်ဘူးတယ်ကြားဘူးကြတယ်美人鱼的故事ရေသူမပုံမြင်တွေကိုကြားဘူးကြတယ်其实အမှန်တကယ်တော့လေ真正的海底世界အမှန်တကယ်ပင်လယ်ရေအောက်ကမ္ဘာကြီးဟာ比故事里写的更美ပုံမြင်ထဲမှာရေးသားတာထက်ပိုပြီးတော့လှသေးတယ်科学研究发现သိပ္ပံပညာရှင်တွေရှာဖွေတွေ့ရှိချက်အရ海洋底ပင်လယ်ရေအောက်မှာအဲ့နေရာတွေဟာ看上去ကြည့်ရလို့ရှိရင်လေ非常安静အလွန်တရာမှတိတ်ဆိတ်တယ်လို့ထင်ရတယ်然而却不是一点声音也没有နောက်ပြီးအတန်တန်နောက်မှမကြားရဘူးလို့လည်းထင်ရတယ်海底的动物们ပင်လယ်ရေအောက်ကတိရစ္ဆာန်လေးတွေဟာ一直在说话တောက်လျှောက်စကားပြောနေကြတယ်只不过人的耳朵ဒါပေမဲ့လူတွေရဲ့နားနဲ့是听不到的မကြားရနိုင်ဘူး另外အဲ့ဒါအပြင်လေ就算在几公里kilometer တော်တော်များများ深的海底တော်တော်နက်တဲ့ပင်လယ်ရေအောက်က也仍然能看到东西ပစ္စည်းတွေတော်တော်များများကိုကြည့်လို့ရတယ်许多鱼ငါးတော်တော်များများဟာ会发出各种颜色的亮光会发出ထုတ်လွှတ်နိုင်တဲ့各颜色的အရောင်မျိုးစုံသောအရောင်တွေရဲ့亮光အလင်းတန်းတွေထုတ်လွှတ်နိုင်တယ်像တူတယ်နော်一个个排列起来的灯တစ်ခုစီတစ်ခုစီစီတန်းပြီးချိတ်ဆွဲထားတဲ့မီးလုံးလေးတွေနဲ့တူတယ်美极了လှလိုက်တာလွန်ရောပဲ就像တူတာကလေ在梦里一样အိမ်မက်ကပါတဲ့ရောက်သွားသလိုပဲစကလုံးဝဟာရတစ်အနေနဲ့海洋ဆိုတာပင်လယ်သမုဒ္ဒရာ底ဆိုတာအောက်ကျမ်းမြေ还有
美人鱼解读嘛，公里 kilometer 人ဆိုတာဒုံပဲဖြစ်တုံးပဲ排列ဆိုတာတန်းစီပြီးတော့ထားတဲ့木အိမ်မက်ဒါဆိုရင်ဒီခန်းလေးအတွက် listening လေးသောနာထောင်ကြည့်ရအောင်နော်第17课人与自然课文1小夏和安娜在聊天气。最近天气越来越凉快了，风一刮，草地上就会有一层厚厚的黄叶，看来秋天已经到了。这几天香山特别热闹，随着气温的降低，那里许多植物的叶子都由绿变黄或者变红，吸引了很多游客参观。咱们今天也去看看吧。你看天上的云，今天肯定有大雨。再说，香山上看红叶的人太多了，咱们改天去长城吧。广播里说，那里也有不少专门看红叶的好地方。真可惜，我还想多照点香山的照片呢。去长城倒是一个好主意，那我们明天去吧。明天恐怕也不行，明天是我爸的生日。没关系，那我们再约时间。生词：凉快、热闹、云、广播、照、到。专有名词：安娜、香山、长城。课文2小林和小李在聊小李的狗。你的这只大黑狗毛真漂亮，而且这么聪明，每次见了都想抱一抱它。狗是很聪明的动物，只要稍微花点时间教教它，它就能学会很多东西。听你这么一说，我现在也想养一只狗了。每次你让它干什么，它就像能听懂你的话一样去做。你教它是不是用了什么特别的方法？要让它完成一些任务，只教一次是不够的，应该耐心的一遍一遍的教给它，使它熟悉，然后它就会严格按照你的要求做了。看来没有想的那么容易。狗是我们的好朋友，它能听懂人的话，明白人的心情。在你心里难受的时候，它会一直陪着你。生词：毛、抱、干、严格、难受。文3马克和小夏在聊动物。上个月我去了趟北京动物园，那里约有500种动物。听导游说，北京动物园是亚洲最大的动物园之一。去年放暑假的时候，我也去过一次。我在那儿看了马、熊猫、老虎等动物。我特别喜欢熊猫，可惜它们当时大多在睡觉。我去的那天正赶上6·1儿童节，许多父母带着孩子去动物园。入口处排队的人很多，动物园里热闹极了。熊猫们也变得特别活泼，我还给它们照了不少照片呢。大熊猫身子胖胖的，样子可爱极了。不过它们数量不多，现在全世界一共才有1000多只吧。以前只有中国有大熊猫。为了表示友好，从1957年开始，中国把大熊猫作为礼物送给其他一些国家。现在很多国家的人们在本国都能看到大熊猫了。生词：烫、放暑假、老虎、入口、排队、活泼。专有名词：亚洲、6·1儿童节。课文4不仅社会上的人与人之间有竞争，森林里的各种植物之间也有竞争，这一点儿也不奇怪。
植物会为了阳光、空气和水而竞争。一些高大的植物往往能获得更多的阳光、空气和水，而剩下的一些比较低矮的植物就只能长在这些高大植物的下面。由于气候条件不同，世界各地植物叶子的样子也很不相同。在暖和、水分比较多的地方，叶子往往长得又大又厚；在阳光特别厉害、水分少的地方，叶子就会长得又细又长。生词：社会、竞争、森林、盛、暖和。课文5。地球上大约71%的地方是蓝色的海洋，在美丽的海底世界里，生活着各种各样的植物和动物。我们小时候都听过美人鱼的故事。其实，真正的海底世界比故事里写得更美。科学研究发现，海洋底部看上去非常安静，然而却不是一点声音也没有。海底的动物们一直在说话，只不过人的耳朵是听不到的。另外，就算在几公里深的海底，也仍然能看到东西。许多鱼会发出各种颜色的亮光，像一个个排列起来的灯，美极了，就像在梦里一样。生词：海洋、底、美人鱼、公里、仍然、排列、梦。